ကဲဒီနေ့ကတော့ကျမတို့တွေပဲခူးမြို့တစ်ခွင်ပြည့်ပြည့်စင်လျှောက်လည်မှာဖြစ်ပါတယ်ရထားနဲ့တော့ခစ်စားပေမဲ့ကျမတို့ကတော့ရန်ကုန်ပဲခူးကစီဘီနန်းတော်ရရှိမှာဆင်းပါတယ်ကားကတော့တရက်ကို9000ကျပ်ပါတပ်ပုံရိုက်လို့အရန်လှတဲ့နေရာတစ်ခုဖြစ်ပြီးနှစ်ယောက်ထဲချစ်ချီနုတစ်တီတူချင်းနဲ့အတွေ့အတွက်လည်းနေရာကောင်းတစ်ခုဖြစ်ပုံရပါတယ်ထိုင်းဝစ်စုံပကံဝစ်စုံတွေငားပြီးတော့တပ်ပုံရိုက်လို့ရတဲ့ဆိုင်လေးလည်းတွေ့ခဲ့သေးတယ်အဲ့ဒါတော့လူများလို့မရိုက်လာခဲ့ပါဘူးပဲခူးမှာလည်းမိုးကပြေးမလွတ်ပါဘူးရှင်အဲ့ဒါပြီးရင်တော့ရွှေမော်တော်ဖျားဆက်ဖူးကြပါတယ်မိုးအေးအေးနဲ့ဖျားတစ်စောင်းမှာမိုးခိုရတာအရန်အေးချမ်းပါတယ်အေးချမ်းလုံးတရေတောင်အိပ်ပျော်သွားသေးတယ်နေ့လေစားအတွက်ကတော့3ပိတ်လေးစီးပြီးတော့တငယ်ချင်းတယောက်ညွှန်ပေးတယ်ပီတိချိုထမင်းဆိုင်မှာဝင်စားခဲ့ပါတယ်အဝါစာတယောက်ကို8000လောက်တော့ကုန်ပါတယ်ရှင်ဒါပြီးရင်တော့ပဲခူးမြို့ရဲ့ icon လဲဝင်ပြီးဆက်စုလိုက်ပါသေးတယ်ရာသီဥတုအရာ view အရာဘီယာကစ်ဖို့အချိန်ကောင်းဆိုပေမဲ့အပြန်ကားမမီမှာဆိုလို့မကစ်လိုက်ရဘူးပေါ့နော် so set bonus အနေနဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့ sour candy challenge လေးထည့်ပေးထားပါတယ်အဆုံးထိကြည့်ပေးတော့ကြပါအောင်နော်အဲ့ဒါဒီလုံးနေတယ်အဲ့ဒါဒီလုံးနေတယ်ဒါတော့ရတယ်ကဲအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင် bye bye